ဒီညီမလေးဟိုအဆောင်လေးရဲ့ညီမလေးပိုးကြီးရဲ့လက်ရပါတော့ဒီညီမလေးကလက်သေးဆက်တဲ့နေရာမှာလဲသူကအမှတ်65နဲ့အောင်တယ်နော်ပြီးတော့65အားနဲ့အောင်တယ်ဒါပေမဲ့ဒုတိယဆုဖြစ်သွားတာမှတစ်ခါပြန်ပြင်လိုက်ရလို့နော်အဲ့မှာညီမလေးရှင်းရှင်းကပထမရသွားလက်သေးဒီဘောက်ဒီမှာကျတော့ညီမလေးကပထမရတယ်ဘာကြောင့်လဲဆိုတော့ညီမလေး 3D မှာအောင်သွားလို့နော် 3D အောင်သွားတဲ့အတွက်ကြောင့်မလို့ညီမလေးပိုးကြီးကပထမရပါတယ်ကဲသူ့ကိုလက်ခုပ်လေးဝိုင်းကြည့်ပြပါညီမလေးတို့မြောက်ကလက်ရအရန်တူတယ်နှစ်ယောက်စလုံးကလည်းအရန်ကြိုးစားတယ်ရုပ်တွေဆိုလဲညီမလေးတို့မပြောရအောင်ညီမတို့ line ပေါ်မှာရှိတဲ့ရုပ်တွေအကုန်လုံးဆွဲတယ်အဲ့ဒါပြီးတော့ညနေ4နာရီလောက်မှပြင်တယ်နှစ်ယောက်လုံးကြိုးစားအဆောင်မှာနေတဲ့သူကတော့ပို့ပြီးတော့သူကလှုပ်ဖြစ်တာပေါ့နော်လှုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီထဲမှာရှိတဲ့ကတ်ထားတဲ့လက်ရတွေအကုန်လုံးဆိုဘာမှပက်ရက်စရာမရှိဘူးပေါ့နော်အရုပ်တွေလည်းအရန်လှတယ်နောက်ဆုံးမှသူက 3D ပါပြင်နိုင်တဲ့အတွက်ကြောင့်သူကပထမရတချို့တင်တန်းသူက 3D မှာလက်လျှော့လိုက်တာရှိတယ် 3D ကိုမလိုက်နိုင်ဘူး 3D ကိုကြောက်တာရဲ့ 3D ကိုဆွဲရမှာအရန်ကြီးအာယုံမလာဘူးကွာဒါပေမဲ့ဒီဇိုင်းပိုင်းကိုတော့အရန်တော်တယ်သူကတော့ 3D ပါရအောင်ဆွဲထားတယ်နော်အဲ့ဒါကြောင့်မို့ဒီညီမလေးပထမရတယ်ပြီးရင်စုပေးမယ်နော်ကဲရပါပြီကဲဒါဆိုနော်ဒီမှာဓာတ်ပုံလေးရိုက်မယ်နော်